ဂေါရမမြတ်စွာဘုရားအပိုင်းစနစ်အရှင်သာရိပုတ္တရာနှင့်အရှင်မောဂလန်အရှင်ဥပတိတ်တတိတဘိုးတွဲလာပြင်းနေတွင်ဂိစုကုတ်တောင်ဝဒူးလိုင်ကောင်း၌မြတ်စွာဘုရားဒီကနခပရိပုတ်ဥပတိတ်တဤတူအားဟောကြားသောဒီကနခတုတ်တော်ကိုနာကြားရ၍ယဟန္တာဖြစ်သွား၏ဒီကနခကသောတာပန်တည်သွား၏ဤအရှင်ဥပတိတကနောင်အခါတွင်အရှင်သာရိပုတ္တရာဟုထင်ရှားလာသောလက်ရတော်ယံအဂ္ဂတာဝကအရှင်မြတ်ကြီးပင်ဖြစ်၏အရှင်ကောလိတမမူကလဝါလပုတ္တရရွာကိုအမိပြု၍တရားဆက်လက်အားထုတ်ရာစင်ကြံအလျှောက်များသွား၍ပင်ပန်းသဖြင့်အိမ်ငိုက်နေသည်ကိုရှင်တော်မြတ်ဖျားတည်တော်မူ၍ပစလာယာမာနတုတော်ကိုဟောတော်မူသဖြင့်တဘူရွယ်လဆန်းရှိရနေ၌ယဟန္တာဖြစ်တော်မူ၏ဤအရှင်ကောလိတအားလက်ဝဲတော်ယံအရှင်မောဂလန်ပင်ဖြစ်၏မြတ်စွာဘုရား၏ဖခမီတော်ကပိလဝတ်ပြီးရှင်တုတ်တော်ဒနာဘုရင်ကြီးသည်သာဘယာရာဇဂရုံပြည်တွင်တည်င်းထုံးလျက်ရှိကြောင်းတည်င်းကောင်းကြားရ၏ထို့ကြောင့်ပြာတော်လာပြည့်ကြော်ချိန်မှစ၍အမတ်တယောက်လျင်အချွေအယံတစ်ထောင်စီချမ်းရန်ဆွေ၍တားတော်ဖျားကိုပင်းဖိတ်ရန်ရာဇဂရုံတို့ဆေလွတ်ရာကူးချိန်တိုင်တိုင်လွတ်တော်လေတူးတယောက်မှပြန်မလာသဖြင့်ဘီးသည့်တည်းမြမရရှိပေအကြောင်းမှာထိုအမတ်များနှင့်အချွေအယံကိုးတောင်တို့သည်မြတ်စွာဘုရား၏တရားတော်ကိုနာကြားရ၍ယဟန္တာဖြစ်သွားကြသောကြောင့်ပင်ဖြစ်၏နောက်ဆုံးတွင်မြတ်စွာဘုရား၏ဖွားဘတ်တော်ကစားပေါ်ဖြစ်ခဲ့သောကာလုကာ၏အမတ်ကြီးကိုရှေးနည်းအတိုင်းစေလွတ်ပြန်၏ကာလုကာ၏အမတ်ကြီးနှင့်အချွေအယံတစ်ထောင်လဲယဟန္တာဖြစ်သွားကြပြန်၏အပိုင်းဆက်လျက်ရှိသည်ကျွန်တော် channel လေးကို subscribe နှိပ်ပြီး share ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေနော်ဆက်ပြီးအားပေးကြပါနော်